ရိုက်ဖို့ content idea ထွက်ဖို့လှုပ်ဆောင်ရမယ့်အချက်တွေအများကြီးထဲမှာချက်ဒီ၃ချက်ကလေးပြောပြမယ်။တော့ဗီဒီယိုရိုက်ဖို့ content idea မထွက်တဲ့သူတွေရှိလား။အဲ့တော့ဗီဒီယို content တွေတော့ဗန်တီးနေတယ်ဒါပေမဲ့ idea အသစ်တွေကမထွက်လာဘူး။ခုမှစားလုပ်နေတယ်ဘာလို့ရမှမသိဘူး။ဟာကြည့်ရင်ချင်းနဲ့လဲထွက်နေရပဲဆိုတဲ့လူတွေဒီဗီဒီယိုကိုစောအောင်ကြည့်ပါ။အဲ့တော့ဗီဒီယို content idea တွေရရှိဖို့လုပ်ရမယ့်နံပါတ်1အချက်ကမရတရားလုပ်နံပါတ်2အချက်ကအေးဝါအောင်အဲ့နံပါတ်3က motivation video တွေများများနားထောင်လုပ်ချက်တွေစကားပြောလဲနံပါတ်1အခုပိုင်းဆိုမှာပြတရားမလုပ်ဘူးဆိုရှင်ကိုယ့်ရဲ့စိတ်အစဉ်ရလေနောက်ဆက်ရှင်မြန်မြန်နောက်တယ်မကြည်စရာရှုပ်ရှင်မြန်မြန်မကြည့်စိတ်ကလက်ပြတဲ့အတွက်အတွင်းမှာဂတိပေါင်းတိမ့်ချီပြီးတော့ဖြစ်ဖြစ်ပြောင်းလဲသွားတာစိတ်ရဲ့သဘောတဘာဝကမကောင်းမှုမှမွေးလျော်တတ်တယ်စိတ်ညစ်စရာဆိုပူပြီးညစ်လွယ်တယ်ပျော်စရာဆိုနည်းနည်းပဲပျော်တာကျတို့တွေကဒီရဲ့သဘောတဘာဝကိုထိမ့်သိမ်းနိုင်ဖို့အတွက်ဆိုရှင်ပြတရားလုပ်ရမယ်ပြတရားလုပ်ရုံနဲ့မပြီးဘူးရက်စွာပြစွန်းတော့ပန်းရည်ချက်စီမိပေါ့နော်ဒါလေးတွေလည်းကတ်ရမယ်အဲ့ဒီအပြင်ရရှိကိုဂရီစိတ်ရုံနဲ့မပေးသေးဘူးတရားလေးပါထိုင်ပြီလို့လေတရားထိုင်နေကျတို့စိတ်အစဉ်အေဂျင့်စေအေဂျင့်တဲ့အခါမှာကျတို့ရဲ့အုံနောက်တွေကကြည်နေနှလုံးသားတွေကကြည်နေစိတ်တွေကကြည်နေတစ်ချက်မိနစ်ကဗီဒီယိုဖျားရှိကိုတရားထိုင်တဲ့တင်ကားလေးမှာဗီဒီယို content 6ပုတ်9ပုတ်လောက်ထွက်သွားတယ်အချက်ကိုယ်တိုင်ရလာတဲ့အတွေ့အကြုံဘယ်မှသွားရှာထားတာမဟုတ်သေးဘူးအဲ့တော့ဗီဒီယို content idea တွေရဖို့အတွက်ကတော့အချက်လေးအများကြီးရှိတယ်ဒီအခြေခံလောက်ချက်လေးတရားလောက်ပါအတက်နိုင်ဆုံးတရားလေးကိုရသလောက်ထိုင်ပါတရားထိုင်နေစဉ်တော့မှစိတ်ကိုလုံးဝကြည်လင်စေတာအမှန်ပဲအဲ့ဒါနဲ့ပတ်သက်တစ်ချက်အတူချုံးမဲ့ပြနံပါတ်2ကအေးဝါပဲကျတို့တွေကညဘက်ကိုအေးမွားမနေ့ကိုအေးမွားအလုပ်တွေလုပ်ရတာတနေ့ကုန်တနေ့ကျတို့လည်းလုပ်ရတာပဲငါတို့ကိုရီးယားအလုပ်လုပ်ရသူတယောက်ဖြစ်သည့်အတွက်ကြောင့်အေးဝါမအိပ်စက်ဘူးပုံနဲ့ပဲချိန်ကုန်နေညဘက်တွေမှာညစ်နေသွားတယ်ဆိုရင်ကျတို့တွေအုံနောက်တွေစိတ်အစင်တွေဂုံကြောတွေတက်မယ်မျက်လုံးတွေမျက်ရိုးတွေကိုက်မယ်မျက်လုံးတွေကဝါမယ်ခန္ဓာကိုယ်ကဝေဒနာဆိုင်းပြလာတဲ့အခါမှာကိုယ်အုံနောက်ကကြည်ပါအောင်မလားစိတ်တွေရောကြည်ပါအောင်မလားခန္ဓာကိုယ်ရောစိတ်သွားတိုင်းကိုယ်ပါလိုက်နိုင်ပါအောင်မလားမလိုက်နိုင်ဘူးဆိုရင်အတွေးကောင်း idea ကောင်းအကြံကောင်းဉာဏ်ကောင်းကံပွက်လက်ပွက်နေမလာတော့ဗီဒီယို content ရိုက်ဖို့ပဲဖြစ်ဖြစ်တခြားဘလုံကြံဉာဏ်ကောင်းပဲလို့ချင်လို့ချင်းအေးဝအောင်အေးဆက်ချရတယ်အခြေခံချက်တွေမှာပါတယ်မဖြစ်မနေလောက်ရမယ်ကျမရဲ့ user ချက်ပညာနော်အခုကဖုန်း kit social kit ဆိုဖုန်းနဲ့အရေးဖြတ်ခံတဲ့သူတွေအတော်များတယ်ဖုန်းကိုသုံးပါဒါပေမဲ့စီးပွားဖြစ်သုံးကိုအတွက်သိပြီးအကျိုးမဲ့လောက်တယ်ဆိုလို့ရှိရင်ဒီမဝအောင်အရေးဖြတ်ကျမကြီးထိလောက်တီထိတော့မသုံးနဲ့အဲ့တော့အေးဝအောင်အဲ့နံပါတ်3ကတော့ motivation ပညာတွေများများနားထောင်ဆိုတာက YouTube မှာပုံများတယ် TikTok ထက် YouTube မှာပုံများတယ် TikTok မှာကျတော့အတူလေးတွေများတယ် YouTube မှာ live တစ်ခုလုံးပေးလို့ရ lot of attraction နဲ့ပတ်သက်တဲ့တခြားသူတွေရဲ့ငွေဆွဲငယ်အားကိုဖြစ်ချင်တဲ့ဘဝကိုဆွဲငယ်အားကိုဖြစ်ချင်တဲ့ relationship ကိုဘယ်လိုဆွဲငယ်ရတယ်မဆွဲငယ်မှာစိတ်ကဘယ်လိုထားရတယ်ဆိုတဲ့ motivation စိတ်သက်ကိုအားစိတ်သက်အားကြီးစေတဲ့မြင့်စေတဲ့စိတ်ခံအားကောင်းတဲ့ YouTube မှာအတိပညာတွေအများကြီးပါတယ်အများကြီးပဲကိုနိုင်တော့ထည့်လို့ရအဲ့ဒီရနေမှာကျဲ coach ပြလာတာပဲမိတ်ဆွေတို့ coach မဟုတ်သေးဘူးတခြားပါ content တွေဖန်တီးကြဘာစီဝါရေးပဲလုပ်ချင်လို့လေဘာ content ဖန်တီးချက် motivation ပညာများများလာတော့ဒီကပဲမိတ်ဆွေတွေဘဝတစ်စစ်ချိုးတိုးတက်ပြောင်းလဲဖို့အထောက်အကူပြုတာမယုံမရှိနဲ့ကျဲပြောတာကိုယုံရမယ်လို့မပြောဘူးယုံသေးနဲ့လက်တွေ့ချလို့အဲ့တုံးချက်ကလေးပဲအရင်ဆုံးလောက်လိုက်တင်းတစ်ချိန်မှာအကြောင်းထူးတစ်ခုခုလို့ရှိလာတယ်။ဒါဆိုတင်းရဲ့စိတ်အစဉ်အေးချမ်းလာတာမျိုးကျလို့ဆိုဒေါသကြီးတယ်။အဲ့ဒေါသကိုအနည်းကိုထိန်ရတာဒေါသဖြစ်စေတဲ့သူတွေနဲ့တွေ့ဖို့ဆိုးတာပေါ့နော်။ဒါပေမဲ့ဖြည်းဖြည်းနဲ့ထိန်နိုင်လာဆိုဒီ motivation video တွေကြောင့်ပဲ live တွေကြောင့်ပဲချက်ဖြစ်လာတာ။အဲ့တော့မိတ်ဆွေတို့ video content ကောင်း idea တွေထွက်ချက်နဲ့ဘဝမှာရှောက်လန်းတဲ့နည်းပညာတွေအများကြီးရချင်တယ်။ကိုယ့်ရဲ့စိတ်အစဉ်နဲ့ကိုယ့်ရဲ့ရုပ်ထွက်လုပ်ရက်တွေကောင်းချင်တယ်ဆိုလို့ရှိရင်ကျတို့ဒီသုံးချက်ပဲရှာလို့ရရှိလာမယ့်ရလက်ကလွန်ခဲ့တဲ့တစ်နှစ်ကလွန်ခဲ့တဲ့6လကိုအခု6လတစ်နှစ်ကိုနဲ့တူမနေဘူးဆိုတော့သိချတယ်ပြန်ပြောပြဖို့လည်းတော်တော်ခက်တယ်ဘလို့မတူတာတော့ဆိုတာကတော့ကိုယ်တိုင်လုပ်ချင်မှသိလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့တူတက်ပြောင်းနေခြင်းကကိုယ့်ပုံမှာပဲမူတည်တာဖြစ်တဲ့အတွက်ချက်ပေးတဲ့ဒီအခြေခံသုံးချက်ကိုလုပ်ချင်တယ် content idea တွေကောင်းထုတ်လိုက်ပါလို့ပြောပြစေကျေးဇူးတင်ပါတယ် push ပါ bye bye